ကို download လုပ်ပြီးအသုံးပြုချင်တဲ့ software တွေကို down တဲ့အခါ VPN လိုတာတွေရှိနေနိုင်တယ်ပေါ့နော်အဲ့တော့ VPN လိုပဲနဲ့ကိုအသုံးပြုချင်တဲ့ကို download လုပ်ချင်တဲ့ software တွေကို bypass ဘယ်လိုအသုံးပြုမလဲပေါ့ဘယ်လိုလုပ်မလဲပေါ့နော်နောက်တစ်ခုက website တွေကို bypass အနေနဲ့ဘယ်လိုသွားကြည့်လို့ရလဲဆိုတာကိုပြသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့မှာကBrave browser တော့လိုအပ်တယ်ပေါ့နော်အဲ့တော့ Brave browser မှာBrave browser ကိုဖွင့်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီဘက်ကညာဘက်အစွန်ဆုံးအပေါ်တောင်လေးမှာဒီမှာ new private window with tor ဆိုတာရှိတယ်အဲ့ကောင်လေးကိုကျွန်တော်တို့ဖွင့်လိုက်ပေါ့ဒါဆိုလို့ရှိရင် tor browser ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာသူ connecting လုပ်နေရပေါ့နော် tor network ကို connecting လုပ်နေတယ်ဒီနေရာမှာကျွန်တော်တို့အသုံးပြုချင်တဲ့VPN လိုမှရတဲ့ website တွေ VPN လိုမှရတဲ့ application တွေရှိတယ်အဲ့လို application တွေကိုဒီကနေပြီးတော့လဲကျွန်တော်တို့ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်များသောအားဖြင့်တော့ကျွန်တော်တို့ဒီ speed test ပေါ့နော်ဒါဆိုလို့ရှိရင် speed test စစ်တဲ့ website တွေပေါ့အဲ့လိုမျိုး website တွေဆိုလို့ရှိရင်လဲကျွန်တော်တို့ဘာလို့လဲဆိုတော့ VPN လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က VPN မလိုဘဲနဲ့ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကဥပမာအနေနဲ့ပြောတာတခြားသောကိုအသုံးပြုချင်တဲ့ website တွေဒါမှမဟုတ်ကို download လုပ်ချင်တဲ့ application တွေက VPN လိုခဲ့မယ်ဆိုလို့ရှိရင်လည်းအခုအနည်းတိုင်းကိုကျွန်တော်တို့ကဝင်ပြီးတော့download လုပ်နိုင်တယ်ပေါ့နော်ဒါကကိုယ့်စီမှာဘာ VPN မှမရှိတဲ့အခြေအနေမျိုးမှာအသုံးပြုလို့ရတယ်ပေါ့နော်ဒါကဥပမာအနေနဲ့ပြောတာအဲ့တော့ဒီကျွန်တော်တို့ Brave browser တော့လိုအပ်ပါတယ်โอเคအဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့အဆင်ပြေကြပါစေလို့ညွှန်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ